ဒီမှာရေးစားစာရေးတဲ့လူတွေဘယ်နှယောက်ရှိလဲကျွန်တော်တို့ခေတ်တွေတော့ရေးစားစာအရင်ရေးရတယ်အခုတော့ message နဲ့ tube ဆိုပြီးသွားပြီလေဆက်ထန်တောင်းကျွန်တော်တို့ခေတ်တော့တားရေးရတယ်နော်ကျွန်တော်ဆိုရင်သူသဖြင့်200ကောက်ပြီးတော့မှရေးပေးတာအဲ့ဒါရေးပေးတာကျွန်တော်အဖွဲအနှဲ့တော်လို့ဖြစ်မှာခံစားချက်ပါလို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်တကယ်ကိုမှုထည့်ပြီးရေးပေးတာအဲ့တော့ကျွန်တော်ရေးထားတဲ့ကြပြထဲမှာကျွန်တော်ရေးတာလားဘယ်သူရေးတာလဲလည်းမမှတ်မိတော့ဘူးဒါပေမဲ့ကျွန်တော်နှလုံးသားအများအားဆွဲတဲ့ကြပြလေးတစ်ပုဒ်ကျွန်တော်ရေးထားတာရှိပါတယ်အဲ့ဒါကရင်မာအချစ်မေတ္တာစစ်မှုချစ်တဲ့စကားပြောပြရရင်စိတ်ကားမှလားအချစ်ဦးရဲ့တဲ့ကြိုက်ဝါရဲ့ဖယားသခင်ကသူ့ကိုကျွန်တော်တို့ရဲ့အချစ်ဦးပေးဖို့အတွက်ကိုအမဲရန်မျှော်လင့်ထားတဲ့ဖယားဖြစ်ပါလေအဲ့ဖက်အတင်းတော်တင်တို့ဟာတင်တို့ရဲ့ကနဦးပြောပါကနဦးချစ်ချင်းကိုမေ့ပြီတင်တို့ရဲ့ first love ကိုမေ့ပြီဖယားသခင်ကိုကျွန်တော်တို့မချစ်တဲ့အခါမှာဖယားသခင်ကပြောလဲငါ့ကိုပြန်ချစ်ပါဟာလေလုယာတင်တို့ကိုငါချစ်တယ်ဆိုတာအမဲရန်ပြောတာဖြစ်ပါတယ်